နေ့မှာတော့ဒီညီမလေးမိထားတဲ့နတ်နဲ့ပတ်သက်တဲ့အကြောင်းလေးတွေကိုမျှဝေပေးတော့မှာဖြစ်ပါတယ်ခင်ဗျာဟုတ်ပါတယ်ထိုင်းမှာကနတ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေအများကြီးရှိပါတယ်အဲ့ဒီအမှာ၃မျိုးကိုကျွန်တော်မျှဝေပေးတော့ပါမယ်ခင်ဗျာပထမဆုံးအနေနဲ့မျှဝေပေးရမှာကြတော့နတ်ပါဇက်ကိုပိတ်ပြီးတော့မှဆိုပေးရပါတယ်သူရဲ့တန်တော်ကနတ်သူ့ကိုပေါ်ပိုင်းမိုင်းဆိုတဲ့ဘာဘီလေးနဲ့တတ်ထားတာဖြစ်တဲ့ကြောင့်လို့ပါဇက်ကိုပိတ်ပေးရတာဖြစ်ပါတယ်နတ်အတိတ်ပဲကတော့ရှည်တွက်တာပေါ့နော်ပစ္စည်းတွေပါတယ်ရှည်တွက်တဲ့အခါမှာသူ့ကိုသုံးလို့ရပါတယ်ခင်ဗျာနောက်တစ်ခုကကြတော့ nut dotted ဒီနဲ့တတ်ထားတာဖြစ်ပါတယ်ခင်ဗျာဒါတန်တဲ့ဖြစ်တဲ့ကြောင့်မလို့ nut သူကတော့ chain တွေ့တယ် chain ဆိုတဲ့စားတဲ့နေရာတွေမှာသုံးလို့ရပါတယ် nut chain တယ်ပေါ့နော်နောက်ဘေးဆုံးတစ်ခုအနေနဲ့ဟာကြတော့ nut ကောကင်ပြီးလေးနဲ့တတ်ထားတာဖြစ်ပါတယ်ခင်ဗျာ nut အကုန်လုံးအသက်သေးတွေပါပဲအဲအကြောင်းလို့ဆိုမယ်ဆိုရင် nut အဲ့လိုမျိုးလေးဆိုပြရပါတယ်ခင်ဗျာအဲ့ဒါကသူဘယ်လိုနေရာတွေမှာသုံးလဲဆိုတော့ nut riyan ကြောင်းသား nut kila အားကစားသမားအစားတဲ့စကားလုံးတွေကိုပြောတဲ့အခါမှာသူ့ကိုအရှိမထားပြီးတော့မှသုံးပေးရတာဖြစ်ပါတယ်ခင်ဗျာ nut riyan ကြောင်းသား nut kila အားကစားသမားစသဖြင့်သုံးလို့ရပါတယ်ခင်ဗျာဆိုတော့ကျွန်တော်ဒီနေ့မှာရှင်းပြသွားတာ nut ၃မျိုးပေါ့ခင်ဗျာပထမဆုံး nut ပတ်သက်လေးပေးပြရမယ် nut ရေးတွက်တယ်လို့သုံးတယ်နောက်ထပ် nut ဒါတလေးနဲ့ nut chain ဆိုတဲ့နေရာမှာသုံးတယ်နောက်ကကြတော့ nut ဒါတက်ကလေးနဲ့သူကကြတော့ nut riyan nut kila အစားတဲ့အကြောင်းသားတို့အားကစားသမားတို့ပြောတဲ့အခါမှာအရှိမထားပြီးတော့မှသုံးပေးရတာဖြစ်ပါတယ်ခင်ဗျာအားလုံးပဲအသုံးဝင်လို့အဆင်ပြေကြလိမ့်မယ်လို့ပြောရပါတယ်ခင်ဗျာနောက်ဗီဒီယိုများမှာပြန်တွေ့ကြမယ်နော်